ငလာပါစနိုပါဒီနေ့စနိုကစိတ်ဖိစီးမှုတွေကိုပြေပြောက်စေမယ်ယောဂကျင့်စဉ်လေးတွေသင်ပြပေးတော့မှာပဲဖြစ်ပါတယ်ထမအောင်ဆုံးခြေပြားလေးကိုပို့ပြီးတော့မှဒူးလေးကိုကားပြီးတော့ထိုင်လိုက်မယ်ခါကြောရုပ်တစ်ခုလုံးစမ်းထုတ်ပြီးတော့မှအောက်ကိုမှောက်ချလိုက်မယ်နှစ်ဖူးလေးနဲ့အောက်ကကြမ်းလေးနဲ့ထိသွားတဲ့အထိကိုမှောက်ချပေးလိုက်မယ်လက်မောင်းလေးတွေခဏကိုတစ်ခုလုံးဖြောချပေးလိုက်မယ်ဒုတိယတစ်ခုကတော့6နှစ်ဖက်လုံးစမ်းထုတ်လိုက်မယ်6တစ်ဖက်လေးကိုခြေပွားနဲ့ပေါင်လေးနဲ့သွားကတ်လိုက်မယ်ပြီးရင်ခါကျိုးရုပ်တစ်ခုလုံးစမ်းထုတ်မယ်အသက်ရှူသွင်းမယ်ဖြိုးချလိုက်တဲ့အချိန်မှာရှူထုတ်လိုက်မယ်ခဏကိုနိုင်တဲ့လောက်ကလေးပဲအောက်ကိုချပေးလို့ရှိရင်ရပြီအဲ့ဒါလေးကိုဘယ်ရောညာရောနှစ်ဖက်လုံးလုပ်ပေးရမယ်နော်နောက်တစ်ခုလေးကကြတော့လက်နှစ်ဖက်ကိုဘေးကိုကချုပ်လိုက်မယ်ပြီးရင်ဒူးလေးတွေကိုဆွဲကွေးလိုက်မယ်တင်မနဲ့ဒူးနဲ့တလိုင်းနဲ့ဖြစ်အောင်ထားပြီးတော့မှကိုယ့်ရဲ့တစ်ဖက်ကိုစောင်းချလိုက်မယ်ခြေထောက်စောင်းချလိုက်တဲ့အချိန်မှာခဏကိုအပေါ်လေးတွေမပါသွားစေအောင်ထိန်းထားပေးမယ်စိတ်လေးကိုလျှော့ပြီးခါကြောလေးတွေလျှော့ပေးထားမယ်ဒီအတိုင်းလေးကိုဘယ်ရောညာရောနှစ်ဖက်လုံးလုပ်ပေးရမယ်နော်နောက်တစ်ခုလေးကဒူးထောင်တဲ့အတိုင်းကိုပေါင်ပေါ်လေးမှာခြေထောက်တစ်ဖက်ကိုတင်းလိုက်မယ်လက်လေးတွေကပေါင်အတွင်းထဲကိုရှို့ထည့်ပြီးတော့မှခြေသလုံးလေးကိုလှန်ဆွဲလိုက်မယ်ခြေသလုံးလှန်ဆွဲလို့မရရင်ပေါင်အောက်ကလေးကလည်းဆွဲလို့ရတယ်နော်ဒါလေးကကြတော့တင်မကျော်တင်းနေရာလေးတွေပြေးသွားလိမ့်မယ်ဒါလေးကိုလည်းပညာလေးလုပ်ပေးပါနောက်တစ်မျိုးလေးကတော့ခြေပွားလေးနှစ်ခုပူပြီးတော့ butterfly ပုံစံလေးထူလေးတွေကိုရသလောက်ကားပေးလိုက်မယ်လက်လေးတွေကိုဘိုက်ပေါ်တင်ထားပြီးတော့မျက်လုံးလေးမှိတ်ပြီးခန္ဓာကိုယ်တစ်ခုလုံးအနာပေးထားလိုက်မယ်နောက်ဆုံးတစ်ခုကတော့ကိုနံရံရှိရဆိုရင်နံရံလေးနဲ့တင်ပါလေးနဲ့ကပ်ပြီးတော့မှခဏကိုတစ်ခုလုံးလှဲချလိုက်ဒါလေးကိုတော့ကိုကတက်နိုင်တဲ့လောက်ကလေးနံရံနဲ့ခဏကိုလေးနဲ့ကပ်အောင်လို့ကတ်ထားပေးပေါ့နော်အရင်မကတ်နိုင်ဘူးဆိုလဲရတဲ့လောက်လေးကတ်ထားပေးပြီးရင်လက်လေးတွေစမ်းထုတ်ခြေထောက်ကလေးတွေဖြိုးပြီးမျက်လုံးလေးမှိတ်ထားလိုက်ဒါလေးကိုကြတော့10မိနစ်ကနေပြီးတော့မှ10မိနစ်လောက်ထိလုပ်ပေးလို့ရတယ်နော်အခုပြပေးရဲ့ကျင့်စဉ်လေးတွေကိုယောဂဖြာပေါ်မှာမဟုတ်နဲ့အေးရပုံမှာလည်းလုံနိုင်တာမလို့ဇာလုံးကြည့်နော်နောက်ဒီလေးမှာစုံမယ်တတာ